မင်းကလေးတယောက်တောင်ပေါ်တက်ရင်ပန်းထိုးဖက်နှက်တစ်စုံကိုတွေ့ခဲ့တယ်။ယူပြီးတေချာကြည့်လိုက်တဲ့အခါဖက်နှက်တွေကအသစ်ဆက်ဆက်မှန်းသူမသိလိုက်ရတယ်။ဒီဖက်နှက်တစ်စုံဟာကွယ်လွန်သူတွေအတွက်ဆိုတာမသိဘဲမင်္ဂလာဆောင်တဲ့နေ့ကျရင်စီးဖို့အိမ်ကိုယူသွားခြင်းစိတ်ပေါက်သွားခဲ့တယ်။ပတ်ဝန်းကျင်မှာဘယ်သူမှမရှိတာကိုတေချာအောင်ကြည့်ပြီးကိုယ်တိုင်စီးဖို့အိမ်ကိုယူသွားဖို့ဆုံးဖြတ်လိုက်တယ်။သူမထွက်သွားပြီးတာနဲ့ချက်ချင်းမှတက်ထားတဲ့လူတစ်ယောက်ကစိုက်ကြည့်ပြီးကြံရစ်ခဲ့တယ်။အိမ်ရောက်တဲ့အခါမင်းကလေးဟာအဲ့ဒီပန်းထိုးဖက်နှက်ကိုပို့ပြီးသဘောကျလာတယ်။ဒါတွေမကသေးဘူးဒါကိုစီးထားရင်ဘယ်လောက်တောင်လှနေမလဲဆိုပြီးစိတ်ကူးရင်နေမိတယ်။အဲ့ဒီနောက်ဖက်နှက်တစ်စုံကိုခတင်အောက်မှာဝှက်ထားလိုက်တယ်။ပြီးတော့မင်းကလေးလည်းအိပ်ယာဝင်ခဲ့တယ်။နောက်တစ်ပါးဟီသမီးလေးဟာမင်္ဂလာပွဲကျင်းပတဲ့နေရာတစ်ခုစီရောက်သွားခဲ့တယ်။အဲ့ဒီနေရာဟာအေးဆက်ဆက်နဲ့ထူးဆန်းတဲ့အငွေသက်တွေလွှမ်းမိုးနေတယ်။အဲ့ဒီနောက်သူတို့သားဟာမင်းကလေးနားကိုချင့်ကပ်လာတယ်။မင်းကလေးကအဲ့ဒီလူကိုသူမရဲ့သူတို့လောင်းလို့ထင်ခဲ့တာ။ဒါပေမဲ့သူမဘလောက်ပဲအော်ခေါ်ပါစေအဲ့ဒီလူကဘာမှပြန်မပြောခဲ့ဘူး။ဒါကိုမြင်တော့မင်းကလေးကအနားသွားပြီးသူတို့သားရဲ့အကြည့်ကိုဆွဲလိုက်တယ်။ဒါပေမဲ့သူတို့သားရဲ့မျက်နှာအမူအရာကမင်းကလေးကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်။မင်းကလေးဟာအိမ်မက်ဆိုးကနေရုတ်တရက်လန့်နိုးလာခဲ့တယ်။သူမရဲ့အော်တန်ကြောင့်မိသားစုဝင်တွေအခန်းထဲကိုပြေးဝင်လာပြီးစစ်ဆေးကြတယ်။မင်းကလေးရဲ့ထူးဆန်းတဲ့မိတ်ကပ်ပြင်ဆင်မှုကိုမြင်တော့ကွယ်လွန်သူတွေရဲ့မိတ်ကပ်မျိုးကိုဘာလို့ပြင်ထားရတာလဲဆိုပြီးအလောတကြီးမေးကြတော့တယ်။မင်းကလေးကတော့သူမလုံးဝမိတ်ကပ်မပြင်ခဲ့ပဲနိုးလာတော့မှဒီလိုဖြစ်နေတာလို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့သူတို့လောင်းဝင်လာခဲ့တယ်။မင်းကလေးရဲ့မိတ်ကပ်ကိုမြင်တော့သူလည်းအံ့အားသင့်သွားရပြန်တယ်။အဲ့ဒီနောက်မှာတော့မင်းကလေးကအိမ်မက်ထဲမှာကြုံခဲ့ရတာတွေကိုအားလုံးကိုပြောပြလိုက်တယ်။ဒါကိုကြားတော့ဖခင်ဖြစ်သူကတခုခုတော့မဟုတ်တော့ဘူးဆိုတာချက်ချင်းခံစားမိသွားတယ်။မနေ့ကတောင်ပေါ်မှာထူးဆန်းတာတခုခုတွေ့ခဲ့သေးလားလို့မင်းကလေးကိုမေးလိုက်တယ်။မင်းကလေးကတော့အဲ့ဒီပန်းထိုးဖက်နှက်ကိုအလူခံရမှာကြောက်တာကြောင့်မနေ့ကအားလုံးပုံမှန်ပါပဲလို့ချက်ချင်းပြန်ဖြေလိုက်တယ်။မင်းရဲ့ညီမလေးကမင်းကလေးမငိုပဲမနေနိုင်တာကိုမြင်တော့အတူတူအိပ်ပေးမယ်လို့ချက်ချင်းပြောခဲ့တယ်။ဒါပေမဲ့နောက်တနေ့မနက်မှာမင်းကလေးပျောက်ဆုံးသွားလိမ့်မယ်လို့ဘယ်သူမှမမျှော်လင့်ထားခဲ့ကြဘူး။သူမရဲ့မိသားစုဝင်တွေလည်းရှာဖို့အတွက်အိမ်ကနေချက်ချင်းထွက်လာခဲ့ကြတယ်။မင်းကလေးတောင်ပေါ်တက်ခဲ့တဲ့လမ်းတိုင်းလိုက်ရှာကြတယ်။သူတို့အားလုံးကိုအလွန်ထိတ်လန့်တုန်လှုပ်သွားစေမဲ့မြင်ကွင်းတစ်ခုနဲ့တိုးပါတော့တယ်။သူတို့အတိအကျဘာကိုမြင်ခဲ့ကြတာလဲ။အားလုံးကိုသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးပါ